မင်းကလေးကအိမ်အောင်ဘက်တွစ်ဆုံပွဲပျက်စီးသွားအောင်ဆိုပြီးလူမိုက်ပုံစံတမင်တက်တက်ဝစ်ဆင်သွားခဲ့ပါတယ်မထင်မှတ်ထားတာကသူ့ရဲ့ပါတနာကလည်းသူနဲ့ပုံစံတူဝစ်ဆင်လာခဲ့တာပါပဲဒီအတွင်ပြင်ကြောင့်မိဘနှစ်ဖက်စလုံးလက်ဖြတ်သွားကြပါတယ်အဲ့ဒီနောက်မင်းကလေးကလက်ထပ်မယ်ဆိုရင်စိန်ခံကအစီ30လုံးချင်းအိမ်10လုံးနဲ့လဆင်မှုဖို့ဒေါ်လာ1တန်းလိုချင်တယ်လို့တောင်းဆိုလိုက်ပါတယ်အမျိုးသားကလည်းလုံးဝအရှုံးမပေးပဲလက်ထပ်ပြီးရင်ကလေး9ယောက်မွေးပေးရမယ်ပြီးတော့သူကလုံးဝအိမ်ပြန်လာမှာမဟုတ်ဘူးလို့ပြန်ပြောလိုက်ပါတယ်မင်းကလေးကလည်းချက်ချင်းသဘောတူလိုက်ပါတယ်မိဘတွေကတော့အရန်ထိတ်လန့်သွားကြပြီးတေချာပြန်စဉ်းစားကြဖို့ဝိုင်းပြောကြပါတယ်အချမ်းသာဆုံးတထေးကြီးရဲ့သားကဒီလောက်တောင်အားကိုးရမယ့်ပုံမပေါက်မှန်သူတို့မထင်ထားခဲ့ကြပါဘူးအမျိုးသားဘက်ကမိဘတွေကလည်းဖြည်းဖြည်းချင်းစဉ်းစားလို့ရကြောင်းပြောပေမဲ့သူတို့နှစ်ဦးကတော့အခုချက်ချင်းလက်ထပ်ကြမယ်လို့နေရာမှာတင်ကြေညာလိုက်ပါတယ်တကယ်တော့ဒါကမင်္ဂလာဆောင်ဖို့နတ်ဘူးနားစာလုပ်နေတဲ့သူတို့မိဘတွေကိုကလဲစားချေလိုက်တာပါပဲမျှော်လင့်ထားတဲ့အတိုင်းပဲမိသားစုနှစ်ဖက်စလုံးပြပြတလဲမတ်တက်ရက်လိုက်ကြပြီးပြန်ဖို့ပြင်ကြပါတော့တယ်အမျိုးသားဘက်ကမိဘတွေဆိုရင်သူ့ကိုစားတောက်ဆိုင်ထဲကနေဆွဲထုတ်သွားကြပေမဲ့အမျိုးသားကဖုံးကြံခင်မှန်ရုတ်တရက်တတိယသွားပြီးပြန်ဝင်လာခဲ့ပါတယ်ဒီအချိန်မှာပဲမင်းကလေးကသူ့ရဲ့လွန်ကဲတဲ့မိတ်ကပ်တွေအဝတ်စားတွေကိုဖယ်ရှားနေတော့သူ့ရဲ့အတန်းဖော်တယောက်နဲ့ပတ်ပင်းတိုးပါတော့တယ်ကောက်ကျစ်တဲ့အဲ့ဒီအတန်းဖော်ကဒီမင်းကလေးကိုဒီလိုအဆင့်မြင့်နေရာမျိုးမှာတွေးလိုက်ရလို့အံ့ဩသွားပါတယ်အဲ့ဒီနောက်အိတ်ထဲကစပင်တုကိုတတိထားမိသွားပြီးသူထေးဖိုးကြီးတယောက်နဲ့တွဲနေတယ်ဆိုပြီးဆွဲပြောဆိုပါတော့တယ်မင်းကလေးကအိတ်ကိုပြန်လူဖို့စူးစမ်းပေမဲ့သူတို့နှစ်ယောက်ကိုမရှင်နိုင်ခဲ့ပါဘူးမထင်မှတ်ထားပဲဒီအချိန်မှာစီနီယာအကိုတယောက်ရောက်လာခဲ့ပါတယ်သူကအတန်းဖော်ချင်းပြောင်ကြကြအနိုင်ကျင့်နေတဲ့ဟိုမင်းကလေးကိုစူပူလိုက်ပြီးကျောင်းကိုတိုင်ကြမယ်လို့ပြောလိုက်ပါတယ်ပြီးတော့သူကမင်းကလေးရဲ့လက်ကိုဆွဲပြီးခေါ်ထုတ်သွားပါတယ်ကောက်ကျစ်တဲ့မင်းကလေးကတော့ဒေါသထွက်လွန်းလို့အနောက်မှာခြေဆောင်ပြီးကြံရစ်ခဲ့ပါတယ်စီနီယာကိုကျေးဇူးတင်စကားပြောပြီးနောက်မင်းကလေးကပြန်ဖို့ပြင်လိုက်ပါတယ်ဒါပေမဲ့စီနီယာကအိတ်ထဲကစပင်တုကိုရုတ်တရက်မြင်သွားပြီးသူ့ရှိကမင်းကလေးဟာသူ့ရဲ့ပါတနာဖြစ်မှန်ချက်ချင်းသဘောပေါက်သွားပါတယ်အနေရခက်တာတွေပြေပြောက်သွားအောင်လို့သူစီစဉ်ထားတဲ့ညစာစားပွဲကိုတက်ရောက်နိုင်မလားလို့မင်းကလေးကိုဂရုတစိုက်